အောင်မြင်ခြင်းတော့ချက်ဆိုတာဘာလဲအောင်မြင်ခြင်းလိုအပ်ချက်ဆိုတာဘာလဲအောင်မြင်ခြင်းမှာလိုအပ်ချက်တွေရှိလားမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့တနင်္ဂနွေဝေချင်တာကတော့ key to success ဆိုတဲ့ training လေးအကြောင်းကိုမျှဝေမှာဖြစ်ပါတယ်တနင်္ဒီ key to success အောင်မြင်ခြင်းရဲ့တော့ချက်ဆိုတဲ့သင်တန်းကို2ရက်တော့တက်ခဲ့တယ်တက်ရောက်ခွင့်ပေးတဲ့ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အဲ့ဒီသင်တန်း2ရက်စာတဲ့ကနေပြီးတော့မှတနင်္ရင်ဘတ်တွေရောက်သွားတဲ့အရာလေးကိုမျှဝေချင်တာဖြစ်ပါတယ်key to success အောင်မြင်ဖို့အတွက်အဓိကဘာလုပ်ရမလဲဆိုလို့ရှိရင်အဓိကအချက်၄ချက်ပဲရှိပါတယ်အောင်မြင်ခြင်းတဲ့လူတွေဒီဗီဒီယိုကိုစုံအောင်ကြည့်ပါဒီ၄ချက်ကိုသာသင်ပြုလုပ်နိုင်တယ်ဆိုရင်သင်လိုချင်သောအရာသင်အောင်မြင်မှုလို့သတ်မှတ်ထားတဲ့အရာကိုသင်ရရှိမှာဖြစ်ပါတယ်အောင်မြင်ဖို့အတွက်ပထမဆုံးလိုအပ်တဲ့နံပါတ်1ကတော့ဝန်းကျင်ကောင်းမှာအမြဲတမ်းနေပါဝန်းကျင်ကောင်းမှာသင်အမြဲတမ်းနေမှသာလျှင်သင်ကအမြဲတမ်းရှင်သန်နေတဲ့လူတစ်ယောက်ဖြစ်နေမယ်အမြဲတမ်းတက်ကြွဖြက်လက်နေတဲ့လူတစ်ယောက်ဖြစ်မယ်အမြဲတမ်းမျောလင်းချက်အိမ်မက်တွေနဲ့ပျော်ရွှင်နေတဲ့လူတစ်ယောက်ဖြစ်မယ်အဲ့ဒီအတွက်သင်တာတကယ်အောင်မြင်ခြင်းရင်သင်ဝန်းကျင်ကောင်းမှာရှိဖို့လိုပါတယ်အမြဲတမ်းပူနွေးနေဖို့လိုပါတယ်သွေးအေးနေလို့မရပါဘူးအောင်မြင်မှုဆိုတာကပူနွေးနေတဲ့လူတွေနဲ့ပဲကပ်ပါတဲ့အရာဖြစ်ပါတယ်နံပါတ်2အောင်မြင်ခြင်းနဲ့ဆိုရင်ဘယ်တော့မှအရှုံးမပေးပါနဲ့အောင်မြင်မှုဆိုတဲ့အရာကတော့လွယ်နဲ့မရပါဘူးဒါပေမဲ့အရှုံးမပေးပဲကြိုးစားတဲ့ဇွဲရှိတဲ့လူတိုင်းကိုအောင်မြင်မှုကပေးပါတယ်လိုချင်တာကိုပေးတာဒါလောကရဲ့ချစ်စဖွယ်နိယာပဲမှပဲဖြစ်တယ်အဲ့ဒီအတွက်သင်ဘာကိုလိုချင်လဲသင်လိုချင်တာကိုပဲတွေးပါသင်လိုချင်တာတကယ်ရရှိမှာဖြစ်ပါတယ်နံပါတ်3အောင်မြင်ဖို့အတွက်နံပါတ်3အချက်ကတော့ဘယ်တော့မှမရက်လိုက်ပါနဲ့ဘယ်တော့မှမရက်လိုက်ပါနဲ့ရက်နေတယ်ဆိုတာသင်အနောက်ရောက်သွားတာနဲ့အတူတူပဲအဲ့ဒီအတွက်သင်ပြန်နိုင်ရင်ပြန်ပါမပြန်နိုင်ရင်ပြေးပါမပြေးနိုင်ရင်လမ်းလျှောက်ပါလမ်းမလျှောက်နိုင်ဘူးဆိုရင်သွားပါအဓိကရက်မနေဖို့သာလိုပါတယ်ဟုတ်ပြီဒါဆိုရင်နောက်ဆုံးအောင်မြင်ဖို့အတွက်တော့ချက်တစ်ခုနောက်ဆုံးအောင်မြင်ဖို့အတွက်လိုအပ်ချက်တစ်ခုကတော့နံပါတ်4အောင်မြင်ဖို့အတွက်မျောလင့်ချက်အိမ်မက်ရှိဖို့လိုတယ်မျောလင့်ချက်အိမ်မက်ရှိမှသာလျှင်ဒီမျောလင့်ချက်အိမ်မက်ကိုဘယ်လိုယူရမလဲဆိုတဲ့နီးဗျူဟာတွေသင်ချမှာဖြစ်ပါတယ်အဲ့ဒီနီးဗျူဟာတွေချမှတ်ပြီးသွားမှသာလျှင်အဲ့ဒီနီးဗျူဟာတွေအတိုင်းသင်လှုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်သင်ရလက်တွေထွက်မှာဖြစ်ပါတယ်အဓိကဒီနံပါတ်4ကတော့နည်းနည်းလေးကျဲတယ်မျောလင့်ချက်အိမ်မက်ရှိရမယ်အဲ့ဒီမျောလင့်ချက်အိမ်မက်ကိုနီးဗျူဟာတွေချရမယ်အဲ့ဒီနီးဗျူဟာချပြီးရင်လည်းဒူးဆိုတဲ့လှုပ်ဆောင်မှုအရှင်ဆိုတဲ့လှုပ်ဆောင်မှုတွေပါရမယ်အဲ့ဒီလှုပ်ဆောင်မှုတွေပြီးရင်အောင်မြင်မှုရမယ်သင်ခန်းစာရမယ်အဲ့ဒီနှစ်ခုရမယ်အဲ့ဒီအောင်မြင်မှုပဲရသင်ခန်းစာပဲရအဲ့ဒါကိုကျွန်ုပ်တို့က check and survey လုပ်ရမယ်အဲ့ဒီ check and survey လုပ်ပြီးသွားပြီဆိုလို့ရှိရင်ပိုကောင်းအောင်လုပ်ရမယ်ပိုကောင်းအောင်လုပ်ပြီးသွားပြီဆိုရင် plan ထပ်ဆွဲမယ်ထပ်ပြီးတော့လှုပ်ဆောင်မယ်အဲ့လိုပုံစံနဲ့အောင်မြင်မှုကိုယူရမှာဖြစ်ပါတယ်နံပါတ်4ချက်ကတော့ပြောရမယ်ဆိုရင် PDCA လို့ပြောလို့ရပါတယ် P plan ချမယ် D လှုပ်ဆောင်မယ် Do C check and survey လုပ်မယ် at ပိုကောင်းအောင်လုပ်မယ်ပြီးလို့ရှိရင်အဲ့ဒီ PDCA အတိုင်းကိုယ့်ရဲ့မျောလင့်ချက်အိမ်မက်တွေကိုဖော်ဆောင်သွားမယ်ဆိုရင်သင်တို့ကအောင်မြင်မှုကိုမလွဲမသွေရရှိမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်သင်တက်ခဲ့တဲ့ key to success ဆိုတဲ့2ရက်စာသင်ခန်းစာလေးကိုဒီအမိတ်ဆွေတွေကိုအနှစ်ချုပ်မျှဝေလိုက်ခြင်းဖြစ်ပါတယ်အားလုံးလှုပ်ဆောင်နိုင်တဲ့လူတွေဖြစ်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ကျွန်မနာမည်ကတော့တသွဲ့နဲ့ပါ TNZ Service Zone ရဲ့ CEO တယောက်ဖြစ်ပါတယ်ရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုကူညီပေးဖို့အတွက်အမြဲတမ်းအစဉ်သင့်ရှိပါတယ်အားလုံးချစ်တဲ့သွဲ့နဲ့ပါရှင်